ဘဝမှာမြည်သည့်ခီးတိုင်းကိုမဆိုဓမ္မဆုံးခြေလမ်းနဲ့စတင်ရပါတယ်။တခါတည်းအဲ့ဒီခြေလမ်းတွေဟာမတိအချာမရေမရာဖြစ်နိုင်နေဆိုတာကျမတို့ကောင်းစွာနားလည်ပါတယ်။ပါရမီထရီယောဂါကုဆေးရုံကြီးဟာဆိုရင်ဆေးရုံတစ်ခုထက်ပိုမိုတဲ့အရာတို့နဲ့တည်ဆောက်ခဲ့ကြပါတယ်။အဲ့ဒီအရာတွေအလုံးဟာလူသားချင်းစာနာမှုကျွမ်းကျင်မှုနဲ့ကျန်းမာရေးလုံခြုံမှုယူဆိုင်မှုများပေါင်းစပ်ထားတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။ကျမတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဝန်ထမ်းတွေဟာယောဂါကိုကုသရုံသာမကပဲကလေးတဦးချင်းစီအတွက်ပျော်ရွှင်စိတ်ချရသောပတ်ဝန်းကျင်အသိုက်အဝန်းလေးတစ်ခုဖြစ်အောင်အမြဲတမ်းစိုက်ပေးနေပါတယ်။သူတို့တွေဟာလူနာတွေကလေးတွေနဲ့အတူရေမောပျော်ရွှင်မှုတွေကိုမျှဝေတယ်။အောင်မြင်မှုတသေးလေးတွေကိုဂုဏ်ပြုပေးတယ်။ပြီးတော့ချိန်တိုင်းကိုလည်းအတိတ်ပဲရှိစေပါတယ်။ဒီနေရာလေးမှာဆေးရုံရဲ့အခန်းတစ်ခန်းဟာကလေးရဲ့ကစားကွင်းတစ်ခုလည်းဖြစ်တယ်လို့ဆေးရုံရဲ့စင်ကြံလန်းတွေကကလေးတွေပြေးလွှားဆော်ကစားတဲ့ပြိုင်ပွဲလန်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ကုသမှုခံယူရမယ့်နေ့ဟာယောဂရဲ့အဖြေကိုရှာဖွေတွေ့ရှိမှုတွေရဲ့နေ့တစ်နေ့လည်းဖြစ်နိုင်ပါသေးတယ်။ပျော်ရွှင်မှုနဲ့ကုသမှုဟာတူတူသွားတယ်လို့ကျမတို့ယုံကြည်ပါတယ်။ဘာလို့လဲဆိုတော့ဒီဆေးရုံကြီးကိုရောက်လာရုံနဲ့ကလေးတယောက်ရဲ့ပျော်ရွှင်သောအချိန်အခိုက်အတန့်လေးတွေရက်တန့်မသွားစေချင်လို့ပါပဲ။ဒါကြောင့်ပါရမီထွေရယောဂါကိုဆေးရုံကြီးဟာကုသမှုတစ်ခုတည်းအတွက်နေရမဟုတ်ပါဘူး။ကလေးတွေအတွက်တိုးတက်ကြီးထွားဖို့အတွက်ကူညီပေးနေသောနေရာလေးတစ်ခုအနေနဲ့အမြဲတည်ရှိနေပါတယ်။မိသားစုတွေကိုကူညီဖေးမပေးပြီးကလေးတွေအတွက်သင်ယူဖို့ကစားဖို့နဲ့သူတို့ကိုယ်သူတို့ဖြစ်တည်ဖို့ဘေးကင်းတယ်လို့ခံစားရတဲ့နေရာလေးတစ်ခုလည်းပဲဖြစ်ပါတယ်။ကျမတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဆရာဝန်၊ဆရာမများ၊ဝန်ထမ်းများအားလုံးထိတဦးချင်းစီတိုင်းဟာတင်ကလေးရဲ့ကျန်းမာရေးဘဝကောင်းမွန်ရေးအတွက်ရည်ရွယ်ထားတဲ့ကြီးမားတဲ့မိသားစုတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်တင်ဒီကောင်းသောလို့အိမ်ပြန်မှုချိန်ရောက်တဲ့အခါတင့်ကျမ်းမာရေးပြန်လဲကောင်းမွန်ရုံသာမကပဲခွန်အားသစ်တငယ်ချင်းသစ်ယုံကြည်မှုအသစ်တွေနဲ့အတူပါရမီထွေရယောဂါကိုဆေးရုံကြီးမှာအကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။နှွေးထွေးလုံခြုံမှုတွေပေးစွမ်းတဲ့နေရာပါရမီထွေရယောဂါကိုဆေးရုံကြီးပါ။